ဘဝမှာအစင်မပြေဘူးဆိုရင်လည်းစက်တိုက်အစင်မပြေဖြစ်တယ်အစင်ပြေပြီဆိုလို့ရှိရင်လည်းလောက်ခါလက်ခါနဲ့အားလုံးအစင်ပြေနေဘာပဲဖြစ်ဖြစ်ကိုယ့်အတွက်ကြည့်ပဲဖြစ်နေအဲ့ဒီအစင်ပြေမှုအစင်မပြေမှုဆိုတာရဲ့အကြောင်းတရားကိုရှာကြရအောင်လက်တွေ့အကြောင်းတရားလည်းရှိအနိကအကြောင်းတရားတွေလည်းရှိတယ်ဝေးလံတဲ့အကြောင်းတရားတွေလည်းရှိတယ်အဲ့တော့ပင်မအကြောင်းတရားတစ်ခုအနေနဲ့ဆိုလို့ရှိရင်အတိတ်ဘဝကလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေရဲ့အရှင်ရလာတဲ့ပုဂ္ဂိုလ်တရားဟာအစဉ်ပြေနေတယ်အဲ့တော့မြန်မာလူမျိုးတွေကဘာပြောတော့ဆိုကံကောင်းတယ်ခံကောင်းတယ်ကံကောင်းတယ်ဆိုတာဘာကိုပြောရတော့ကိုလုပ်ခဲ့တဲ့ကံတွေကကောင်းလို့ဘဝကောင်းစားနေတယ်လို့ဒီလိုယူဆတာနော်အဲ့တော့ကံကောင်းအောင်ဆိုတာအမြဲကိုလုပ်နေဖို့လိုအပ်တယ်လို့ဆိုတဲ့အဓိပ္ပာယ်ခေါ်ပြကံကောင်းခြင်းစိတ်နေသဘောထားကောင်းရမယ်အပြောဆိုကောင်းရမယ်လုပ်ရကောင်းရကိုယ်စိတ်ထဲမှာတစ်ဖက်သားပေါ်မှာမြစ်ပတ်တဲ့စိတ်မျိုးမထားဘူးမှန်ကန်တဲ့ကောင်းမြတ်တဲ့စိတ်နေသဘောထားတွေထားတယ်အချင်းချင်းပြန်လာပေါ်မှာမေတ္တာထားတယ်အကျိုးစီးပွားလို့ကိုယ်ကျင်းစာတရားထားတယ်ကိုယ်ကျင်းစာဆိုတာကိုယ်လည်းပျော်ခြင်းနဲ့ကိုယ်လည်းကြီးပွားခြင်းနဲ့သူလည်းကြီးပွားပါစေသူလည်းပျော်ပါစေအဲ့စိတ်ဓာတ်တာကိုယ်သာအခွင့်အရေးရပြီသူများကိုမရစေချင်အဲ့ဒီစိတ်ဓာတ်မျိုးတွေဟာညှဉ်းနှွမ်းတဲ့စိတ်အဟုသို့စိတ်လို့ခေါ်တယ်ကိုယ်နဲ့တန်းတူကိုဖြစ်တယ်လို့ကိုကောင်းစားတယ်လို့သူတို့လည်းကောင်းစားစေခြင်းနဲ့ဆက်တာမေတ္တာဒါကိုကုသိုလ်လို့ခေါ်တာကုသိုလ်ဆိုတာဘုန်းကြီးတွေအကြောင်းတွေသွားပြီးတော့လူမတမ်းမှကုသိုလ်မဟုတ်ဘူးဒါလည်းကုသိုလ်ပဲစိတ်ဓာတ်ကိုဖြူစင်အောင်ထားတာဒါလည်းကုသိုလ်ပဲနေ့စဉ်ကုသိုလ်ရတဲ့အနေအထားတစ်ခုပဲ